4ရက်6လ2026ရက်နေ့အင်းစိန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင်ခိုင်အိမ်ချမ်းမြေအကျိုးဆောင်များဆိုင်ရာကြီးကြပ်ရေးအဖွဲ့နှင့်အိမ်ချမ်းမြေအကျိုးဆောင်များ၏လုပ်ငန်းညီနိုင်အစည်းအဝေးအမှတ်စဉ်4/2026အားကျင်းပပြုလုပ်ခဲ့ပါသည်အစည်းအဝေးသို့သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူမြန်မာနိုင်ငံရှမ်းမြေဝန်ဆောင်မှုအသင်းအင်းစိန်မြို့နယ်လှိုင်သာယာအရှိနောက်မြို့နယ်တို့မှမြို့နယ်အကျိုးဆောင်များအသင်းအဖွဲ့ဝင်များနှင့်ခိုင်ကြီးကြပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်အစည်းအဝေးတွင်အိမ်ချမ်းမြေအကျိုးဆောင်လုပ်ကိုင်သူများသည်အိမ်ချမ်းမြေတင်တန်းနှင့်ငွေကြေးကွာခြားမှုတိုက်ပြည့်ရေးအသိပညာမျှဝေမှုတင်တန်းများအားမဖြစ်မနေတက်ရောက်မည်ဖြစ်ကြောင်းတင်တန်းများတက်ရောက်ပြီးပါကလည်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအိမ်ချမ်းမြေအကျိုးဆောင်များနှင့်အဖို့တန်တတ်တူရောင်းဝယ်သူများကြီးကြပ်ရေးအာဏာပိုင်၏အိမ်ချမ်းမြေအကျိုးဆောင်လုပ်ငန်းအသိမှတ်ပြုမှတ်ပုံတင်လက်မှတ်များလျှောက်ထားပေးရမည်ဖြစ်ကြောင်းအကျိုးဆောင်အသိမှတ်ပြုမှတ်ပုံတင်လက်မှတ်ရရှိထားသောအသင်းသူတင်သားများအနေဖြင့်လည်းလစဉ်တွင်သိရမည့်အစီအငါစားများမဖြစ်မနေပေးသွင်းရမည်ဖြစ်ကြောင်းအင်းစိန်ခရိုင်တွင်လှိုင်သာယာအရှိအနောက်အင်းစိန်မြို့နယ်များမှအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအိမ်ချမ်းမြေအကျိုးဆောင်လုပ်ငန်းအသိမှတ်ပြုမှတ်ပုံတင်လက်မှတ်ရရှိသူ200ကျော်ရှိပြီဖြစ်ကြောင်းအိမ်ချမ်းမြေလုပ်ငန်းအသိမှတ်ပြုမှတ်ပုံတင်လက်မှတ်မရှိဘဲအိမ်ချမ်းမြေအယောင်းဝယ်လုပ်ကိုင်နေသူများကိုမြည်သည့်ရေးယူဆောင်ရွက်သင့်သည်ကိုလည်းမြို့နယ်အကျိုးဆောင်များအသင်းအဖွဲ့ဝင်များနှင့်ခရိုင်စစ်ကြီးကြပ်ရေးအဖွဲ့တို့မှအကြံပြုဆွေးနွေးတင်ပြခဲ့ကြကြောင်းလယ်မြေများကိုဝယ်ယူပြီးအကွက်ပေါ်ရောင်းချနေမှုများမှာတရားမဝင်ဟုဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါတယ်။ပြန်ကြားရေးနှင့်ဆက်သွယ်ရေးစက်ကော်မတီမြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်း